ဘာများပြောမလဲအဘရေဘာများပြောမလဲအဘရေကြားချင်လှပါပြီပါသွားတဲ့တော်တွင်တနေရာသူတော်စင်တစ်ပါးတွေ့ခဲ့တယ်တွေ့တော့ရောတွေ့တော့ကျင့်သိက္ခာသမားကြီးဟာထူးစွာပြည့်စုံလှပါတယ်အဲ့ဒီတော့လူကွယ်သွန်ငန်းကိစ္စပြည့်စုံရအောင်သမီးကဆောင်ရွက်ပေးပြီတော့ဟုတ်လားဟုတ်ကဲ့ဟုတ်ရဲ့လားဟုတ်ကဲ့ပါကောင်းမွန်ရတာစုံလင်စွာဖြင့်ချက်ပြုတ်ပြည့်စီခီးနဲ့တွင်သွားရောက်ပါမယ်လေအဘရေစေရနာတရာထားလို့ဆရာတစ်ပါးတို့ဆွမ်းလူမယ်ဘယ်မှာပွားဖို့မှန်းယူတဲ့စခန်းလူဒီလမ်းဤမှန်၍နိဗ္ဗာန်မျောဤမှန်၍နိဗ္ဗာန်မျောစိတ်အကျဉ်းတော်ဤလိုရှင်လန်းဤလိုရှင်လန်းမုတ်ဆိုးသမီးမဆာဝါလေးဆွန်းစေးကပ်ရန်ရောက်ပါပြီဖေယားအလှခံရန်ကြွတော်မူပါအလှခံရန်ကြွတော်မူပါအဲ့ဒီနားမှာထားခဲ့ပါဘယ်နားမှာလဲဖေယားအဲ့ဒီနားမှာထားခဲ့ပါဘယ်နားမှာလဲဖေယားအဲ့ဒီနားမှာအလို့အိုးအလို့ဖေယားဖေယားငါဘယ်လိုဖြစ်ပါလိမ့်ရင်တွင်မှမိလျံတွေခုံတောက်ပါပေါ့မျက်စိတွေလည်းပြာခေါင်းတွေလည်းမူယူခြင်းတလို့ငိုခြင်းတလို့ခက်ရကြီးရဲ့ကယိုတရားကဲပါငါစိတ်တွေလည်းငါမနိုင်တော့ပါကလားတပည့်တော်ပြန်มาတော့မယ်ဦးတင်ခဲ့ပါသည်ဖေယားမင်းပြန်ဟေးနေဦးသွားတော့အိုးဘယ်လိုမှန်းလဲမသိဘူးသွားပါတော့မယ်ဖေယားသွားပါတော့မယ်ဖေယားဟောသမီးဆွမ်းဖို့မသွားသေးဘူးလားမသွားချင်တော့ပါဘူးအဘရေသွားရမှာရှက်တယ်ဘယ်လိုဖြစ်တယ်လဲဒီလိုပါအဘရေသမီးသွားတဲ့အချိန်တိုင်းအတွေ့မခံငါရှောင်းတိန်လို့အစိမ့်တဲ့ပဲဟောင်းတယ်လို့အတန်စိုးနဲ့အမျိုးဟဲ့လို့ငိုကြွေးကရဲ့ဆာဝါလေးကိုချစ်တယ်တဲ့ဝါဝါလေးကိုချစ်တယ်တဲ့သမီးပြောရမှာရှက်တယ်အိုးဖြစ်မှဖြစ်ရလိကွယ်ဖြစ်မှဖြစ်ရလိကိလေသာကာမတဏှာဝဲကရဲ့ထဲဇက်ရဲနဲ့ခုံပြင်းပြင်းခုံဆင်းတော်မှာပါကလားဘယ်လိုစီမံကြရင်ကောင်းမလဲအဘရဲ့ဒီလိုလုပ်ကြမယ်လေအသက်တစ်ချောင်းကဲကောင်းတာမို့အဘသွားပြီးစီစဉ်มาတော့မယ်သူတော်စင်ကြီးဥပကဖေယားမုတ်ဆိုးကြီးကလျှောက်ထားရန်ရှိပါသည်ဖေယားမုတ်ဆိုးကြီးကလျှောက်ထားရန်ရှိပါသည်ဖေယားတွေ့ခြင်းဘူးမမြင်ခြင်းဘူးဘယ်သူမှမကြည့်ခြင်းဘူးဘာဝလေးသာချစ်ခြင်းနဲ့သာဝလေးကိုချစ်တယ်ဖေယားသတိထားပါဖေယား
ခြာဝါလေးနဲ့ထိမ်းမြဖို့အတွက်လာခေါ်တာပါဗျာ တကယ်ပြောတော့လားတကယ်ပြောတော့လားဒီလိုဆိုရင်လာပါပြီဗျာလာပါပြီဗျာဟေးလာပါပြီဗျာလာပါပြီဗျာလာပါပြီဗျာ မြန်လိုက်ပါမြန်လိုက်ပါမြန်လိုက်ပါ